Hello friend. Hello အားလုံးပဲမင်္ဂလာပါရှင်မမေကဒီနေ့ sharing ပေးသွားခြင်းတဲ့အကြောင်းအရာလေးကပေါ့နော်ဒီတိုနာလေးအကြောင်းကိုပြောပြပေးသွားပါမယ်เนาะတိုနာလေးကကြတော့ဒီ skin care step ထဲမှာပေါ့နော်ဒီဒုတိယအဆင့်အနေနဲ့သုံးပေးရတာပေါ့နော်မင်းတို့မျက်နှာတစ်ပြီးသွားရင်ဒီတိုနာလေးကိုသုံးပေးရတယ်skin care step ထဲမှာသူကမဖြစ်မနေသုံးပေးရတဲ့တိုနာလေးပေါ့နော်တိုနာကကြတော့ဘာအတွက်ကောင်းတာလဲဆိုရင်မင်းကတော့ဒီတိုနာတွေကတော့အမျိုးစုံရှိတယ်ပေါ့နော်မင်းကတော့ဒီ Ultimate Aqua IB ရဲ့ဒီတိုနာလေးကိုတော့သုံးတယ်ဘာလို့လဲဆိုတော့လေ तू က alcohol free လဲဖြစ်တဲ့အတွက်ပေါ့နော်ဒီမင်းတို့မျက်နှာပေါ်မှာရှိတဲ့တနေ့တာလုံးသွားလာထားတယ်เนาะအပြင်သွားတာပဲဖြစ်ဖြစ်မင်းတို့ skin care မယ်အောက်ခံပေါ့နော် foundation တွေလိမ့်မယ်เนาะအဲ့လိုအရာတွေအတွက်ကို double cleansing လုပ်ပေးတယ်သူ့လိမ့်တဲ့ခါမှာသူကလေအရေးလေးရလေအရန်ဟိုပြစ်မဟုတ်ဘူးပေါ့နော်မပြစ်မကျဲလေးသူကလေ serum effect ပါတယ် serum effect ပါတဲ့အတွက်ပေါ့နော်သူ့ကိုလိမ့်တဲ့ခါမှာသူကလေချွေးပေါက်ကျဲတဲ့သူတွေအသားရည်6တဲ့သူတွေเนาะ serum effect ပါတဲ့အတွက်အသားရည်6တဲ့သူတွေဆိုရင်သုံးလို့ရတယ်နောက်တစ်ခုကလေ skin care တွေပါသုံးမယ်အောက်ခံ foundation တွေပါသုံးမယ်ဆိုရင်လေဒီချွေးပေါက်ကြီးတွေကျဲနေလို့ရှိရင်အဆင်မပြေဘူးပေါ့เนาะဒါကြောင့်မလို့ဒီ IV toner လေးကိုသုံးပြီးတော့မှဒီပေါ့เนาะကို foundation သုံးတာပဲဖြစ်ဖြစ် skin care သုံးတာပဲဖြစ်ဖြစ်ဒါလေးသုံးပြီးမှသုံးတာကပိုအဆင်ပြေတယ်ဘာလို့လဲဆိုတော့လေမမေတို့ကိုယ်တိုင်လည်းဒီချွေးပေါက်ကျဲတဲ့သူဖြစ်တဲ့အတွက်သူကလေချွေးပေါက်လေးတွေမမေတို့မျက်နှာပေါ်မှာရှိတဲ့ချွေးပေါက်လေးတွေကိုပြန်ပြီးတော့ကျင်းပေးတာဆိုတော့တော်တော်လေးအဆင်ပြေတယ်เนาะတနေ့ကိုလေတနေ့ကိုမနေ့တစ်ချိန်ညချိန်တိုနာဂုံးပတ်လေးနဲ့ပေါ့เนาะဒီလိုမျိုးလေးဒီချွေးပေါက်ကျဲတဲ့နေရာတွေကိုဒီလိုမျိုးလေးတေချာလေးတုပ်ပြီးတော့လေလိမ့်ပေးခြင်းအပြင်အသားရည်ကိုလည်းလေသူကဆူပြေးစီတယ်เนาะအသားရည်ကိုဆူပြေးစီတယ်ဒီအစီပြန်သမားတွေအတွက်လည်းသူကအဆင်ပြေတယ်သူကလေသူက collagen toner လေးဖြစ်တဲ့အတွက်မမေကတော့ဒီတိုနာကုန်းပတ်လေးနဲ့သုံးပြီးသွားရင်တော့မမေကတော့ဒီလိုပုတ်ပြီးတော့လေအသားရည်တွေကိုစိတ်ဝင်အောင်သုံးပြီး Wow. ဒီပိုတဲ့ဟာလေးတွေတော့ဒီ level လေးတွေလိမ့်လိုက်ပေါ့နော်ပို့ပြီးတော့အသားရည်လေးတက်ပါတယ်အသားရည်ကိုဆိုပြေးတင်းရင်းခြင်းနဲ့ချွေးပေါက်ကျဲတာတွေကိုချွေးပေါက်ကျင်းပေးတယ်နောက်တစ်ခုကလေအစီပြန်သမားတွေတွေလည်းတက်တာစီတယ်ရွယ်တင်မှုပို့ခြင်းနဲ့မိတ်ကပ်လိမ့်တဲ့အခါမှာပဲဖြစ်ဖြစ် skin care သုံးတဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီအသားရည်လေးကိုလည်းတင်းရင်လေးစုကြီးလေးဖြစ်ချင်တယ်ဆိုရင် IV ရဲ့တိုနာလေးကိုတော့သုံးပြီးဖို့မမေ့နဲ့နော်